ဝင်တားဖို့နီလန်းနေနဲ့မတော်တဆကိုဝင်ပြက်ကြခဲ့ရင်ဘာတွေလုပ်ရမလဲဆိုတာကိုမရှက်နှစ်ကတင်ဆက်ပေးလာတာ6နှစ်ကျော်ရှိလာပါပြီဒီနေ့တော့မမမြတ်ကဒေါက်တာရှိုင်းကိုမိမိအကြောင်းအရာလေးတွေရှိပါတယ်မရှက်နဲ့လေးတို့နဲ့အတူတူကြည့်ကြရအောင်နော်ဟုတ်ကဲ့ပါဒေါက်တာရှိုင်းရေကိုဝင်ပြက်ကြပြီးတော့ယာတီလာလို့ရှိရင်သွေးဘက်တွေပါတာကစိုးရင်ရလားဒေါက်တာရှိုင်းရေကိုဝင်ပြက်ကြပြီးရင်ပရမအောင်ဆုံးချိန်ပြန်လာတဲ့ယာတီတွေကပုံမှန်ထက်ပိုများပြီးသွေးခဲလေးတွေသွေးဘက်လေးတွေပါလာတတ်ပါတယ်။ဒါဟာတဘာဝတိုင်းတိမ်တန်ရှင်းလောက်တာမို့လို့မစိုးရင်ရပါဘူး။ဒါပေမဲ့သွေးခဲရဲ့အစားကအရန်ကြီးနေရင်ဒါမှမဟုတ်သွေးစင်းတာကတနာရီတွင်ပတ်နှစ်ခုရွှဲရွှဲဆိုတဲ့အထိများနေရင်တော့ဆရာဝန်နဲ့ချက်ချင်းကုသပါ။တကယ်လို့ဘိုက်ကကြိုက်ခဲနေရောဘာလုပ်တင်လဲ။ကိုဝင်ပြက်ကြပြီးရင်တေရင်ကမူလအရွယ်အစားတိုင်းပြန်ကျုပ်နိုင်မှုစူးစမ်းရတဲ့အတွက်ဘိုင်းအောင်တာကြိုက်ခဲတာဖြစ်တတ်ပါတယ်။ဒါကိုသက်သာစေဖို့အတွက်ဘိုက်ပေါ်ယူနွေးကတ်တာနဲ့တခါတည်းအကြိုက်ခဲပြောက်စေတောက်တာကအဆင်ပြေပါတယ်။တကယ်လို့မခံမရနိုင်အောင်ကြိုက်ခဲလိုက်ရင်တော့ဆရာဝန်နဲ့ပြသလို့ရပါတယ်။ကိုဝင်ပြက်ကြတာကတစ်ခါမကဘဲနဲ့နှစ်ခါသုံးခါမျိုးဆိုရင်ရောအသက်အန္တရာယ်စိုးရင်ရလားဒေါက်တာရှိုင်းကိုဝင်ခဏခဏပြက်ကြတာဟာအသက်အန္တရာယ်ကိုဓာတ်ရိုက်မစိုးရင်ရပါမယ်။ဘာကြောင့်ဖြစ်ရတယ်လဲဆိုတဲ့အကြောင်းရင်းတွေဥပမာဟော်မုန်းဆိုင်ရာပြဿနာ၊တိမ်တိဆောက်ပုံမမှန်တာ၊သွေးခဲစနစ်ပြဿနာ၊မျိုးရိုးဗီဇစတာတွေကိုရှာဖွေဖို့လိုအပ်ပါတယ်။ဒီလိုလက္ခဏာတွေဖြစ်လာရင်ဆရာဝန်ကြီးတွေနဲ့ပြသသင့်ပါတယ်။ဒေါက်တာရှိုင်းရေကိုဝင်ပြက်ကြဘူးရင်နောက်ထပ်ခလီယောရနိုင်ပါဦးမလား။ကိုဝင်ပြက်ကြဘူးရင်နောက်ထပ်ကလေးကျင်းသေးပေါက်ပြန်ရနိုင်ပါတယ်။ကိုဝင်ပြက်ကြဘူးတဲ့အမျိုးသမီးများစုဟာနောက်တစ်ချိန်မှာကျန်းမာတဲ့ကိုဝင်ကိုအောင်မြင်စွာဆောင်နိုင်ကြပါတယ်။ဒါကြောင့်မစိုးရိမ်ပါနဲ့။ဒါကြောင့်မရှက်နဲ့ကိုကြည့်ပြီးတော့ကိုဝင်ကိစ္စနဲ့ပတ်သက်လာရင်စောစောတိစောစောကုဆရာဝန်နဲ့တိုင်ပင်ပါ။